ဒီကောင်လေးကိုကျွန်တော်တို့ကဒီ software လေးပေါ့နော်အဲ software လေးရှိရဆိုရင်အဲ application လေးကိုကျွန်တော်တို့ရှိရဆိုရင်အခုပြောပြပေးမယ်အကြောင်းအရာလေးကကိုယ့်ရဲ့မိမိရဲ့ဖုန်းကအပြင်ဆိုင်နေမှာပို့ရပဲဖြစ်ဖြစ်အားလုံးမင်္ဂလာပါကျွန်တော်ခုပြောပြပေးမှာတော့မိမိဖုန်းတစ်လုံးကအပြင်ဆိုင်ကိုကိုကပို့ထားပြီးတော့ပြန်ယူသွားတာပဲဖြစ်ဖြစ်ပေါ့နော်ပြင်ဆိုင်ရောက်ပြီးတာဖြစ်ဖြစ်အတစ်ဝယ်ရပဲဖြစ်ဖြစ်ပေါ့နော်မိမိကမိမိဆွဲမိရပဲဖြစ်ပေါ့နော်ဒီလိုဖြစ်ခဲ့မယ်ဆိုရင်ကျွန်တော်ပြထားရတဲ့အပေါ်ကapplication လေးကိုလုံးဝမတောင်းဘူးပါသေးတယ်ပြင်ပါလာရင်လည်းချက်ချင်းဖြတ်ထုတ်ပြပါလို့ကျွန်တော်အကြံပေးပြရစီနော်ဒီကောင်လေးကတော့ဒီကောင်လေးကတော့ကျွန်တော်တို့ဒီဖုန်းလေးရမှာပေါ့နော်Google Play ရပြီးတော့ဒီကဥမာမိမိဖုန်းထဲမှာတရားထည့်ထားဆိုရင်တခြားလူတွေကအဲ့ software နဲ့ဒီမိမိရဲ့ဖုန်းဘန်ကြီးလက်ဝတ်ချက်တွေအကုန်လုံးဒီမှာဝင်ကြည့်လို့ရတယ်ပေါ့နော်မိမိရဲ့ပုံလိုအပ်တဲ့ပုံတွေဗီဒီယိုတွေပေါ့နော်အလို့ဆိုမှာအကုန်လုံးကိုဒီ file နဲ့တူတူကြည့်လို့ရတယ်ပြီးရင်မိမိဖုန်းကဘာမှမလုပ်ထားပြန်သူကရွှေ့နေရပါတော့အဲ့လိုရွှေ့နေရပုံမျိုးလေးရှိပါတယ်အားကြောင့်ကျွန်တော်အထူးတတိပေးရပါတော့ဒီ software လေးကိုမိမိကတချို့ကြတော့လိုအရေးပေါ်ဖြစ်တဲ့နေရာမှာသုံးတာရှိရပါတော့တချို့ကြတော့မကောင်းတဲ့ဟာသုံးတာရှိရအားကြောင့်မိမိမှာလည်းဒီဖုန်းထဲမှာဒါမျိုးလေးရှိရဆိုရင်ဒီ application လေးကိုဖြတ်ထုတ်ပြပါ US store လေးမောင်းပြီးတော့ဖြတ်ထုတ်ပြပါပြီနော်အားလုံးကျွန်တော်တတိပေးတာပါနော်ကျွန်တော်ရဲ့ဒီ Facebook page မှာရော Facebook account page မှာရောကျွန်တော် YouTube channel လေးရောပေါ့နော် YouTube channel လေးကျွန်တော် comment မှာထည့်ပေးထားပါရဲ့အဲ comment မှာလည်းဝင်ရောက်ကြည့်လို့ရပါရဲ့ဒီနည်းပညာနဲ့ဆိုင်တဲ့အကြောင်းအရာအမျိုးမျိုးကျွန်တော်တင်ဆက်ပေးတော့မှာပါနော်အများအားဖြင့်တင်ပေးနေပါတယ်နော်အားကြောင့်ကျွန်တော်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကိုလည်း like and share လေးလုပ်ပြီးတော့ပါနောက်ပြီးကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share ပါလေးလုပ်ပေးပါအောင်နော်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်လို့နောက်မသိရရှင်လဲကျွန်တော်မေးလို့ရပါတယ် comment အောက်မှာတယောက်တစ်ချောင်းမေးလို့ရပါတယ်ပေါ့နော်နောက်ပြီးတော့ကျွန်တော် Facebook နဲ့ဆိုင်တဲ့ပြဿနာတွေ error တွေပေါ့နော်တခုချင်းကျွန်တော်ချပြသွားမှာပါလို့နော်အားလုံးကျွန်တော်ရဲ့ information တွေကျေးဇူးရှင်တွေအားလုံးကျေးဇူးတင်ပါတယ်ပေါ့နော်ဒီအခန်းလေးကကျွန်တော်ဒီ application လေးအကြောင်းကိုကျွန်တော်ကလာပြီးတော့မျှဝေပေးတာကျန်တဲ့ကိစ္စရပါမှမရှိဘူးနော်ဒါကတော့တချို့ဆရာကြီးဆိုတော့ကြော်ပေါ့နော်အမှန်တကယ်ဒီအမီတက်ပရက်ဆိုတဲ့ဒီ application လေးကိုလူတိုင်းရဲ့ဖု